ဒီညမှာတော့ jelly orange စားမယ်သူကလေသူကလိမ္မော်ဒီလိုတဲ့ jelly orange တဲ့ဆိုလို့ကိုကိုနဲ့မမစားကြည့်ချင်တယ်ဆိုတာလေဒါလေးဝယ်လာခဲ့တယ်အဖေကတေးတေးသူကကြောက်တော့လေသူကဟို kg နဲ့ရောင်းတာ1 kg ကိုတဲ့2000ကျော်ပေါ့နော်2800လောက်ရှိရတယ်တူတယ်ဒီကတစ်လုံးဆိုလို့ရှိရင်တော့ဒီကတစ်လုံးဆိုရင်တော့သူဘယ်လောက်ပေးရလဲ1200တော့ပေးခဲ့ရတယ်သူအတီးကတော့မစားကြည့်ဘူးပေါ့နော်အဲ့တော့ကျွန်မတို့စားကြည့်လိုက် jelly orange လို့ခေါ်တဲ့လိမ္မော်ဒီလေးကိုထုတ်လိုက်ပါမယ် ဘယ်လိုခွာမှာ အခုခွာလိုက်အခုဖြုတ်လိုက်ဒီတော့ခုဖြုတ်လိုက်ဒီမှာ jelly orange တဲ့မမမျက်နှာလောက်ရှိတယ်နော် မမင်းနာနဲ့လားဒီမင်းနာနဲ့လား မကြည့် မလာတော့တာဒီမလာတော့တာကြီးမမရဲ့မျက်နှာလောက်ရှိတယ်လိမ္မော်ဒီကိုဖောက်စားကြည့်လိုက်မယ်ဟုတ်တယ်လိမ္မော်ဒီကတစ်လုံးနဲ့တော့အထဲမှာတော့ဘယ်လိုပါမလဲမသိဘူးဘယ်လိုပေါ့ဟုတ်မွေးတယ်ရိုးရိုး orange ကမွေးနေ orange အနံ့ပဲဒါပေမဲ့သူကလေဒါကို kg နဲ့ချိန်အောင်ဒါပေမဲ့အခုမကြုံအခုအပေါက်လေမကြုံအပေါက်ခုဒီအသားမထွက်လာသေးဘူးဟာအပေါက်ရကြီးပဲ哦，没有弄来，所以说你呀，雷蒙蒂鸡呗，雷蒙蒂鸡什么，对吧？对不对？鸡呗的鱼，哇，一看来鸡。杜叶的，毛了天嘛，对没吧？不能毛吧？那毛。冬天啊，像红雪毛呗吧？这种花雪毛呗吧？妹妹，杜叶的，他们多的，花了以后天嘛，这种没有，啊打的都出鱼呗。打的都出鱼，就打起来没？你记得吗？你记得，你花了没有？没记得。是的。အသေးရဲ့ဒီမှာလေအသေးရအထဲမှာဟိုကလေအသားတွေကတော့အများကြီးပဲမရှိဘူးပြပါဦးနင်တို့ချင်တယ်မရှိဘူးဒါပေမဲ့အရေးဆုံးတယ်နော်အရေးတွေကတော့အများကြီးပါတယ်မမကတော့အချင်းကြိုက်တဲ့လူဆိုတော့မချင်ဘူးပေါ့နော်မရှိပါဘူးဟုတ်တော့မလားခွာစားကြည့်လိုက်ဟုတ်တယ်ချင်းတော့မချင်ဘူးဒါပေမဲ့ဟိုတိတ်တိတ်လေးတွေစားရတာတဲ့စားလို့ရှိရင်ဒီတီးရကြတော့လေတမွားဆိုတမွားပိုကွာတယ်ပိုကောင်းတယ်မိရှိတယ်ပေါ့နော်ပိုကောင်းတယ်ဟုတ်တယ်ပိုကိုရာနေတာဟိုကလေအသားတွေများတဲ့ခါကျတော့စားလို့ကောင်းတယ်ပေါ့ဟုတ်တယ် juicy ဖြစ်တယ်ဒါပေမဲ့ဒီတစ်လုံးမှာဒီလိုအမွှာမျိုးရှစ်မွှာပဲပါတယ်အခွန်ကြီးအကြီးပဲထဲကအမွှာကြတော့ဖြစ်ပါကိုဘလို့နေလဲကို juicy ဖြစ်တယ် juicy ဖြစ်တယ်အခွန်လဲခွာရတာလို့လွယ်တယ်ခွန်ခွာတာလည်းလွယ်တယ် juicy တော်တော်ဖြစ်တယ်အမွှာဟုတ်ချိုးလေးဘက်ကတော့သွားအောင်နော်ဒီနဲ့ချင်းချင်းလေးနဲ့အရေးရှုံးတာမချေတော့မချေပါဘူးတမဆိုတမွားဆိုတော့စားရတာနော်ဟိုကနည်းနည်းပိုးပိုးလေးရှိတယ်အချေတယ်အမွားလေးအပြင်မှာပိုးကြီးတယ်ကောင်းတယ်အရေးရှုံးရှုံးလေးစားကြတယ်ဆိုလို့ရှိရင်တော့ဒီလိမ္မော်ကြီးလေးကိုစားကြည့်နော်ကောင်းတယ်ကြီးကြီးမှလည်းမလားမကြိုက်ဟာအချင်းကြိုက်တယ်လို့ပြောအရင်ကမချင်ပါဘူးအရင်ကမချင်ဘူးခဏတော့လည်းမချင်ဘူးဟုတ်ပါငါအချေကြောက်တဲ့လူဆိုမရှိဘူးအဲ့ဘာရစားချင်တယ်ဆိုလို့ရှိရင်တော့စားလို့ကောင်းတယ်ကွနေငါကအချေကြောက်တဲ့လူဆိုမရှိဘူးအခုလေးခွာစားပြီကောင်းရောကိုလည်းကြိုက်တယ်မမလည်းကြိုက်တယ်မင်းကြိုက်တူတူလည်းကြိုက်တယ်မမဆိုကြိုက်တယ်လုံးပါကိုကလည်းကြည့်ရဘယ်လိုပြုလဲအဲ့ဘယ်လိုပို့ပြုလဲမဘာလို့ကြလဲနမောပဲကျန်လို့လေဆိုတော့ဆက်စားလိုက်တော့မယ်နော်ဟုတ်ကဲ့ဒီမွားနမောပဲကျန်တော့လေဆိုတော့ကိုတမွားမမတမွားကျွေးပြီးနော်ဒီတို့တွေအိတ်တော့မယ်နောက်ထပ်မင်းစားလို့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်တတာ